ဒီနေ့ကျေးဇူးနည်းဆန်ထားတော့နော်ဖယားနဲ့ကျေးဇူးကောင်းကြည့်ဟန်ပါဟာတငယ်ချင်းတို့လည်းကိုချီရတဲ့သူတွေကို surprise လေးလုပ်ပေးချင်တယ်ဆိုရင်ဆွေသေးပြတော့တတိယဖို့မမင်းနဲ့နော်ဆွေသေးပြတော့အိမ်အရောက်ဝန်ဆောင်မှုပေးနေပါပြီရှင်ကျေးဇူးတင်ပါတယ်ရှင်ဗီဒီယိုဆုံးထိလိုက်ကြည့်ပေးဖို့ပြောချင်ပါတယ်တည်င်းကျွတ်လည်းနီးလာပြီဆိုတော့လေကိုရဲ့ဆရာမိဘတွေကိုကတော့ချင်တယ်ဆိုရင်ဒေးစီမှာလာမနေပါတယ်နော်အခုတင်တန်းလဲလက်ခံနေပါပြီပန်းစီတင်တန်းလေးတက်ချင်တယ်ဆိုရင်ဒီရဲ့ CB မှာဆက်သွယ်ပြီးတော့အသေးစိတ်မင်းများနေပါတယ်ရှင် Happy birthday to you. Happy birthday to you. Happy birthday, happy birthday, happy birthday to you. ဒီနေ့ကမောင်လေးရဲ့အသက်ဘယ်နှစ်နှစ်ပြည့်မွေးနေ့တော့ ဆန်ကနေပြင်မနေကြ ။အော်ငယ်တရားပဲ။ကျောင်းနေတရားလား။ဘယ်နှစ်တန်းရောက်ပြီတော့ ဂရိတ်7ကြ ။အော်။ဒါတင်ဒါဘယ်သူလုပ်ပေးတယ်လို့ထင်လဲ။အတော်ကဘယ်နှမှာရှိတာ ယူရစီမ ။ဒါအတော်ကမွေးနေ့စုတောင်းစကားပြောပြမနော်။ဒီနေ့ကြာရောက်တော့တာကွေးမနာမွေးနေ့မှာစားတဲ့နှုံနှစ်ပေါင်းများစွာတိုင်သိချမ်းသာကိုကြမှာစွာဖြစ်ချင်တော့စန္ဒလိုချင်တော့အရာရာတိုင်းဟိုတဲ့အခက်အခဲမရှိရယူပိုင်ဆိုင်နိုင်ပါစေရဲ့စာကြိုးစားပါတဲ့အမိအကိုရတဲ့သားလေးမလေးဖြစ်ပါစေပညာတတ်ကြီးဖြစ်ပါစေတဲ့မိဘဆွေမျိုးများမျက်နှာตาရစေတော့ဒါလေးဖြစ်ပါစေတဲ့အတော်နဲ့ဦးလေးငယ်မဆုတောင်းပေးလိုက်ပါတယ်မိသားစုအားလုံးဖျားရှင်ကောင်းချီးပေးပါစေတဲ့အတော်နဲ့ဦးလေးတဲ့ USA အတော်ဒီလိုမျိုးလုပ်ပေးတော့ပျော်လားဒီနေ့ကမွေးနေ့ဆိုအမတွေတော့ကလည်းဘာလို့အတော်ကအမြဲတမ်းလုပ်ပေးတယ်ဆိုတော့မုံလေးကလည်းအတော်ကလုပ်ပေးမယ်လို့ထင်ထားလားအတော်ဒီလိုမျိုးလုပ်ပေးတော့ပျော်ရွှင်ရလားအဲ့ဆိုအတော်ကဒီလိုမျိုးလုပ်ပေးမွေးနေ့လုပ်ပေးတော့အတော်ဘာပြန်ပြောချင်လဲ ရှိဝနုတ်စာဒီပါစာဒီနာမင်းနဲ့အကျိုးပဲမကျိုးပဲ Hallelujah ပြောချက်ကကျေးဇူးပဲကာနေတယ်သူဒီနေ့ကျေးဇူးနည်းဆန်ထားတော့နော်ဖယားနဲ့ကျေးဇူးကောင်းကြည့်ဟန်ပါဟာ